ကြောက်လန့်စရာတောင်းလုံးနဲ့တချုံတန်တွေကတွက်ပေါ်လာကကြီးမားတဲ့အနက်ရောင်လင်းနှန်းပင်လယ်မှာပဲအမွေအနက်ရောင်လင်းနှန်းကကြောက်မုန်းလီလီတွက်ပေါ်လို့လာတယ်အလင်းနှန်းရည်တွေကလည်းလှုပ်ရှားလာကကြီးမားတဲ့ဖြက်လန်းတစ်ခုကလည်းအန်ဒီအတွင်းထဲကနေတွက်ပေါ်လို့လာတယ်အန်ဒီအရှိန်မှာတော့အမွေအနက်ရောင်လင်းနှန်းကအလင်းနှန်းပင်လယ်တွင်းထဲမှာရှိနေတဲ့ခန္ဓာကိုယ်သေးသေးလေးကိုကြီးမားတဲ့စပားအံ့ဖြေတတောင်လို့ထိုးနှက်လိုက်တဲ့အလင်းနှန်းရည်တွေဝိုင်းရံထားတဲ့မူကြံရဲ့ခန္ဓာကိုယ်ကလည်းအမွေအနက်ရောင်လင်းနှန်းကြောင့်မိတာ1000လောက်အထိလွှင့်စင်လို့သွားတယ်အန်ဒီခန္ဓာကိုယ်ရဲ့ပတ်လဲကအလင်းတွေကလည်းစဝင်းပြက်ပုံစံလိုလှုပ်ရှားလာကမူကြံရဲ့ပါးဆက်ထဲမှာလည်းသွေးတွေအန်ထွက်လို့လာတယ်ရင်ဘက်ကိုစုပ်ကိုင်ရင်မူကြံရဲ့ခန္ဓာကိုယ်တစ်ခုလုံးကတုန်ခါသွားသလိုမျက်နှာပေါ်ကလည်းဖြူဆိုးလို့နေတယ်ခန္ဓာကိုယ်စိတ်ပိုင်းတွေအယိုးတွေကကြွေးမိုးသွားမတက်နာခြင်းနဲ့ခံစားချက်တွေကလည်းထွက်ပေါ်လို့လာတယ်သူ့ရဲ့မိုးကြိုးနဲ့ဖျားတိုင်းချမ်းကြောင့်သာမဟုတ်ရင်အမွေနဲ့ရောင်လင်းနဲ့ရဲ့ထိုးနှက်မှုကြောင့်သူလည်းအသက်ရှင်နိုင်မှာမဟုတ်တော့ပါဘူးမူကြံတယောက်တုံရီနေရဲ့လက်ကိုမြောက်ရင်းနှုတ်ခမ်းထောင်ပေါ်ကသွေးစတွေကိုတုပ်လိုက်တဲ့သို့တော်လဲနှုတ်ခမ်းထောင်နာကသွေးစတွေကိုတုပ်လို့မပြီးခင်မှာပဲအလင်းနှန်းပင်လယ်ကနေတချုံတန်ကထွက်ပေါ်လာကနောက်ထပ်ကြီးမားတဲ့အမွေနဲ့ရောင်လင်းနှန်းကလည်းမျက်စံလုံးနဲ့နှုံးနဲ့သူစီပြေးထွက်လို့လာတယ်မူကြံလဲနောက်ထပ်တစ်ကြိမ်အနောက်ဘက်ကိုလွင့်စင်သွားကနှုတ်ခမ်းထောင်မှာလဲသွေးတွေကကျဆင်းလို့လာတယ်အလင်းနှန်းပင်လယ်မှာအမွေနဲ့ရောင်လင်းနှန်းတွေကအရန်ကိုများပြားလွန်းလာပါတယ်ဒါအပြင်အန်ဒီလင်းနှန်းတွေကလည်းအဆက်မပြတ်ပြေးထွက်လို့လာတယ်ဒါကြောင့်အလင်းနှန်းတွေရဲ့တိုက်ခိုက်မှုကိုမြင်မိသွားသူဖို့ကတော့အသက်ရှူရက်တန်သွားမတက်ဖြစ်သွားမှာတေချာပါတယ်အလင်းနှန်းရဲ့ထိုးနှက်မှုကိုခံရတိုင်းမူကြံလဲအနောက်ဘက်ကိုလွင့်စင်လို့သွားတယ်အန်ဒီအချိန်တွင်းမှာပဲအနက်ရောင်ရိပ်တစ်ခုကသူ့ရဲ့အရေပြားပေါ်ကနေအနက်ရောင်နေမင်းလိုတောက်ပလိုလာတယ်ဒါအပြင်သူ့ရဲ့အရေပြားအောက်ကချွေးပေါက်ကနေပဲသွေးတွေကစတင်စိမ့်ထွက်လို့လာတယ်အမွေနဲ့ရောင်လင်းနှန်းရဲ့ထိုးနှက်မှုကြောင့်သူ့ရဲ့ခန္ဓာကိုယ်တွင်းပိုင်းကနေလည်းထိခိုက်ဆက်ရာတွေရသွားတယ်ဆိုတာပေါ်လွင်နေပါတယ်အန်ဒီအချိန်မှာပြီးဒီထူးခြားတဲ့လေ့ကျင့်မှုကဘလောက်အထိကြောက်စရာကောင်းတယ်လဲဆိုတာမူချိန်တယောက်နားလေသဘောပေါက်လို့လာတယ်အမွေနဲ့ရောင်လင်းနှန်းရဲ့ထိုးနှက်မှုကြောင့်လဲသူလဲတေမင်းရဲ့တကားဝကိုရောက်နေပြီဆိုတဲ့ခံစားချက်ကမူချိန်စီကနေထွက်ပေါ်လို့လာတယ်အခုလက်ရှိအခြေအနေကမူချိန်အတွက်အရန်ကိုဆိုးဝါးလွန်းလာပါတယ်သို့တော်လဲအလင်းနှန်းတွေရဲ့ထိုးနှက်မှုကြောင့်ပါးဆက်ထဲကနေသွေးတွေအနံထွက်လာပေမဲ့မူချိန်ရဲ့မျက်လုံးတွေကလည်းတဖြည်းဖြည်းနဲ့စတင်နီယံလာသလိုအသက်ရှုံးကလည်းကနေကွေးလို့လာတယ်နာကျင်မှုတွေကလည်းခန္ဓာကိုယ်တစ်လျှောက်ပြန့်နှံ့နေတဲ့အတွက်လက်လျှော့အရှုံးပေးခြင်းစိတ်တောင်ပေါ်ထွက်လို့လာတယ်နာကျင်မှုတွေကစတင်မြင့်တက်လာတဲ့အချိန်မှာပဲထူးခြားတဲ့ခံစားမှုတွေကတဖြည်းဖြည်းနဲ့သူ့စီကနေထွက်ပေါ်လို့လာတယ်ဒီကမှဘကမြေမှာပြင်းထန်တဲ့စွမ်းအားကိုပိုင်ဆိုင်ခြင်းရင်ကြီးမားတဲ့ပေးဆက်မှုတွေလုပ်ရမှာတဘာဝပါပဲပြီးခဲ့တဲ့နှစ်တွေတုန်းကတော့မူချန်ရဲ့အစွမ်းကရင်မြန်စွာတိုးတက်လာတာကိုအားလုံးကသတိပြုမိခဲ့ကြတယ်သို့တော်လည်းဒီလိုတိုးတက်လာမှုကြောင့်မူချန်တယောက်ကြီးမားတဲ့ပေးဆက်မှုတွေလုပ်ခဲ့ရတယ်ဆိုတာကိုတော့ဘယ်သူမှမသိကြပါဘူးအချိန်ကျလာတာနဲ့အမျှသူရင်ဆိုင်နေရတယ်ပြိုင်ဘက်တွေကလည်းပိုပြီးအစွမ်းတွေထက်လို့လာတယ်ဒါအပြင်တေမင်းရဲ့တကားဝက်စီကိုလည်းမကြရောက်ခဲ့ဘူးပါတယ်ဒီလိုကြောက်လန့်စရာကောင်းလုံးတဲ့အချိန်ကိုတောင်သူဖြတ်ကျော်နိုင်ခဲ့တယ်ဒါကြောင့်ဒီလိုပြင်းထန်တဲ့လေ့ကျင့်မှုကမူချန်ကိုလက်မြောက်ယုံပေးရလောက်အောင်တွန်းအားမပေးနိုင်ပါတယ်မူချန်တယောက်နှုတ်ခမ်းထောင်းကသွေးတွေကိုတုပ်နေရင်မျက်လုံးရဲကနေသွေးစတွေကစတင်စိမ့်ထွက်လို့လာတဲ့အဝေးကအမွေနဲ့ရောင်လင်းနှန်းကိုစိုက်ကြည့်နေရင်လက်မြတဲကနေလဲဟင်းော်တန်တွေကထွက်ပေါ်ဖို့လာတဲ့အခုလက်ရှိအခြေအနေအရပိုးကောင်လိုဖြစ်နေတဲ့မူချန်ကကြီးမားတဲ့တစ်ပင်ကြီးလိုဖြစ်နေတဲ့အမွေနဲ့ရောင်လင်းနှန်းနဲ့တိုက်ခိုက်နေရတာပဲဖြစ်တယ်ပြင်းထန်တဲ့ရိုက်ချက်ကြောင့်မူချန်ရဲ့ကိုလည်းနောက်တစ်ကြိမ်အနောက်ဘက်ကိုလွင့်စင်လို့သွားတယ်အလင်းနှန်းပင်လယ်ရဲ့အပြင်ဘက်မှာတော့မြောက်ပိုင်းပင်လယ်နဂါးကလက်နှစ်ဖက်ကိုနောက်ပစ်ထားကရက်လိုနေတဲ့အနက်ရောင်လင်းနှန်းရဲ့ရိုက်ချက်ကြောင့်အနောက်ဘက်ကိုတစ်ကြိမ်ပြီးတစ်ကြိမ်လွင့်စင်သွားတဲ့မူချန်ကိုမြင်နေရပေမဲ့လည်းတွဲရဲ့မျက်လုံးတွေကတော့တီးပြီးမစွာရှိနေလို့နေသေးပါပဲဒါအပြင်တွဲရဲ့မျက်လုံးထဲမှာလည်းစွမ်းအားရှိန်ဝါတွေကအနှဲငယ်မျှထွက်ပေါ်လာခြင်းမရှိပါဘူးအခုလက်ရှိအချိန်ထိတော့မူချန်တယောက်အမွေလင်းနှန်းရိုက်ချက်18ချက်ကိုခွဲနိုင်ခဲ့ပါပြီဒီလိုပြင်းထန်တဲ့ရိုက်ချက်ကြောင့်တာမန်လူတယောက်ဆိုရင်ဆိုးဝါးလွန်းတဲ့အခြေအနေကိုရောက်ရှိမှတေချာပါတယ်သို့တော်လည်းမူချန်ရဲ့အခြေအနေကတော့မူလအတိုင်းရှိနေသေးပါပဲသူ့ရဲ့တောင်းခံနိုင်အားကြောင့်မြောက်ပိုင်းပင်လယ်နဂါးကအရန်ကိုအံ့အားသင့်သွားကသဘောကျတဲ့အနေနဲ့ခေါင်းကိုညှိလိုက်တယ်တော်တော်ယူနက်တဲ့ကောင်လေးပဲငါရဲ့ထူးခြားတဲ့တင် जा မှုကမင်းရဲ့အသက်ကိုအဆုံးရှုံးခံဖို့မဟုတ်ဘူးအမွေနဲ့ရောင်လင်းနှန်းရဲ့နောက်ထပ်ရိုက်ချက်ငါချက်ကိုခုခံနိုင်တာကိုကြည့်ပြီးမြောက်ပိုင်းနဂါးရဲ့မျက်နှာပေါ်မှာနောက်ဆုံးတော့အပြုံးတစ်ခုကထွက်ပေါ်ဖို့လာတယ်ဒီအချိန်မှာတော့လူငယ်လေးကအဆုံးသက်တဲ့အထိဆက်ပြီးတိုက်ခိုက်သွားမယ်ဆိုတာထင်ရှားနေပါတယ်ဒါကြောင့်သူသားလူငယ်လေးကိုဆက်ပြီးတွန်းအားပေးရင်တစုံတစ်ခုကဖြစ်ပျက်လာနိုင်တယ်ဆိုတာတီးပြူမိလိုက်တဲ့ခန္ဓာကိုယ်ကိုလှုပ်ရှားလိုက်တာနဲ့မြောက်ပိုင်းပင်လယ်နဂါးကမူချန်ရဲ့အရှိမပေါ်ထွက်လို့လာတဲ့အကြည်လက်စကိုဝှေ့ရမ်းလိုက်တာနဲ့ပြေးထွက်လာတဲ့အမွေနဲ့ရောင်လင်းနှန်းလဲပျောက်ကွယ်လို့သွားတယ်ပြီးနောက်သူကပြုံးကပြောလိုက်တယ်ပထမဆုံးအချိန်မှာပဲမင်းကအမွေနဲ့ရောင်လင်းနှန်းရိုက်ချက်နှစ်ဆက်ကြော်ကိုခွဲနိုင်ခဲ့တာပဲမင်းရဲ့အလင်းနှန်းနဲ့ဖျားကြပန်းကိုထုတ်ပြီးမင်းရဲ့တန်ရာကိုကုသလိုက်ဒီလေးချင်းမှုကအနားမယူပဲအ
တိုင်းဆက်ပြီးတွားလို့ရတဲ့အရာမဟုတ်ဘူးဒီတိုက်ခိုက်မှုအောက်မှာမင်းရဲ့အားအင်ကပိုပြီးတမာလာလိမ့်မယ်ဒီနည်းလမ်းနဲ့ပဲရိုက်ခတ်မှုအားလုံးကိုအောင်မြင်အောင်ခွဲနိုင်လိမ့်မယ်မြောက်ပိုင်းတကားရဲ့စကားကိုကြားလိုက်တာနဲ့မူချိန်တယောက်နာကျင်မှုတွေကြားကနေပြုတ်နေလိုက်တဲ့ဒီမိနစ်အတွင်းထဲမှာသူ့ရဲ့ကြက်သားတွေအားလုံးကစုပ်ပြသွားသလိုသွေးတွေကလည်းမိတောက်တပွဲဆူပွက်လို့လာတဲ့အဲ့ဒီအချိန်မှာပဲမူချန်တယောက်လက်ချောင်းတွေကိုမြောက်ကအလင်းနဲ့ဖျားကြပန်းကိုစင်ခေါ်လိုက်တယ်ပြီးနောက်အန်ကိုတင်းတင်းကျိတ်ရင်နာကျင်မှုတွေကတောင်းခံကကြာပန်းပွင့်ပေါ်ထိုင်ချလိုက်တဲ့ဒီအချိန်တွင်းမှာတော့အပွဲနဲ့ရောင်လင်းနှန်းကြောင့်ရရှိထားတဲ့ဒဏ်ရာတွေအားလုံးကိုတက်နိုင်သမျှခက်မြင်မြန်လေးကုသဖို့လိုအပ်နေပါတယ်။အနက်ရောင်လင်းနှန်းတွေကစဝင်းပြက်ပုံစံနံပါမူချန်ရဲ့ခန္ဓာကိုယ်ပတ်လည်မှာလျက်ရှားနေစဉ်မှာပဲအမွေနဲ့ရောင်လင်းနှန်းတွေကစွမ်းအားတွေကမူချန်ရဲ့ကိုယ်ရဲကိုဝင်ရောက်လို့သွားတယ်။အဲ့ဒီအချိန်မှာပဲဝင်ရောက်သွားတဲ့စွမ်းအားတွေကကျိုးပုံနေတဲ့မူချန်ရဲ့ခန္ဓာကိုယ်စိတ်ပိုင်းနဲ့ပေါင်းဆက်လိုက်တဲ့မူချန်ရဲ့ခန္ဓာကိုယ်ရဲကနေနာကျင်မှုတွေကပြန်နှက်လာပေမဲ့ဒီအချိန်တွင်းမှာပဲမူချန်ရဲ့သွေးတွေရိုးတွေကမူချစ်လာကစွမ်းအားတွေကလည်းဖြည်းဖြည်းနဲ့တိုးလို့လာတဲ့အစောပိုင်းတုန်းကရိုက်ခတ်ခံရမှုတွေကနာကျင်မှုတွေကိုခံစားစေတာမကစွမ်းအားတွေကိုလည်းတိုးမြင့်ပေးရဆိုတာထင်ရှားနေပါတယ်စွမ်းအားတွေရဲ့တိုးမြင့်မှုကနှွေးကွေးရဆိုပေမဲ့လည်းသူသာဒီတိုင်းဆက်ပြီးလှုပ်ရှားလိုက်ရင်သူ့ရဲ့ဆွေးကွယ်တွင်းထဲကနေပြောင်းလဲမှုတွေဖြစ်ပေါ်လာနိုင်တယ်ဆိုတာမူချန်တယောက်သတိပြုမိလိုက်တဲ့အလင်းတန်းနဲ့ဖျားကြပန်းပွင့်မှာထိုင်နေရင်တနာရီခွဲလောက်ကြာမှာတော့မူချန်ရဲ့မျက်လုံးတွေကပွင့်လိုလာတယ်ဒါပြင်သူ့ရဲ့အရေးပြားတွေကလည်းဖြူဖွေးတောက်ပလို့နေတယ်ဒီလိုဖြူဖွေးလုံးတဲ့အရေးပြားကအားနဲ့ခြေနေကိုဖော်ပြပေးတာမဟုတ်ပဲကြောက်လန့်စရာကောင်းစွမ်းအားရဲ့အရှိန်အဝါကိုပြသနေတာဖြစ်တယ်။မူချိန်တယောက်နှုတ်ခမ်းထောင်နာကသွေးစီတွေတုပ်လိုက်တဲ့ခန္ဓာကိုယ်တွင်းထဲကနေနာကျင်မှုတွေကရှိနေသေးရဲ့ဆိုပေမဲ့လည်းမျက်နှာပေါ်မှာတော့ကြောက်လန့်နေတဲ့အရေးအယောင်တစို့တဦးမှထွက်ပေါ်လာခြင်းမရှိပါဘူး။ခန္ဓာကိုယ်ကိုလှုပ်ဝါပြီးနောက်မူချိန်ကအလင်းနှန်းနဲ့ဖျားကြပန်းပွင့်ပေါ်မှာရက်ကနောက်ထပ်အမွေနဲ့ရောင်လင်းနှန်းရဲ့ရိုက်ချက်ကိုခံယူဖို့ပြင်လိုက်တဲ့မူချိန်ရဲ့အမူအရာကိုကြည့်ပြီးမြောက်ပိုင်းတကားကမျက်မှောင်ကျုပ်ကပြောလိုက်တဲ့ကောင်းစုပ်လေးမင်းကိုမင်းအရန်ကြီးတွန်းအားပေးမနေနဲ့မင်းရဲ့အမေကတာမန်လူတယောက်မဟုတ်ဘူးအ ਨੇ ဆုံးတော့သူမကမင်းကိုကယ်ခဲ့တာပဲမဟုတ်လားသူမရဲ့အကူညီနဲ့တာဆိုရင်မင်းဒီအသေးမွားလေးကိုဂယုစိုက်เสียရတော့မလိုဘူးကျွန်တော်ရဲ့အမေကတာမန်လူမဟုတ်ပေမဲ့အမေကတော့တာမန်လူတယောက်ပဲမူချန်ကပြုံးကညင်သာစွာပြောလိုက်တဲ့အဲ့ဒီစကားလုံးကြောင့်မြောက်ပိုင်းတကားကမူချန်ကိုစိုက်ကြည့်ပြီးခေါင်းကိုညိတ်ကပြောလိုက်တဲ့ဒါကြောင့်ကိုဒါဆိုရင်မင်းအမေရဲ့အဆင့်တန်းကမင်းအတွက်ကောင်းတဲ့အရာမဖြစ်နိုင်ဘူးတစုံတစ်ခုကိုဘောပေါက်သွားတာကြောင့်မြောက်ပိုင်းတကားကမူချန်ကိုကြည့်ကတပြင်းချလိုက်တဲ့အဲ့ဒီမျိုးနွယ်ရဲ့ဆရာရဆိုရင်သူတို့ကမူချန်ကိုမဖြစ်မနေရှာကြမှာတေချာပါတယ်ဒါကြောင့်လဲသူ့ရဲ့မိခင်ကသူ့နားမှာနေလို့မရတာဖြစ်တယ်ဒါပေမဲ့အမေကိုတနေ့ကျရင်ပြန်ခေါ်လာခဲ့မယ်လို့အဖေကိုကျွန်တော်ကတိပေးခဲ့တယ်မူချန်ကညင်သာစွာနဲ့ပြောလိုက်တဲ့ခေါင်းကိုညှိရင်မြောက်ပိုင်းတကားကပြောလိုက်တယ်ဒီလိုကိုစီမံကြောင့်မင်းရဲ့အမေလိုတမာတဲ့လူတယောက်ကတော့အဲ့ဒီအရာကိုဖြေရှင်းပေးလို့ရမှာမဟုတ်ဘူးဒါကြောင့်လဲသူမကမင်းတို့နှစ်ယောက်ကိုထားသွားခဲ့ရတာပဲခေါင်းလေးကိုမော့ပြီးမူချန်ကပြုံးကအနက်ရောင်လင်းနှန်းပင်လယ်ကိုကြည့်နေလိုက်တယ်ဒီလိုဆိုတော့လေမိသားစုပြန်လဲပေါင်းစည်းနိုင်ဖို့အတွက်ကျွန်တော်ကအမေရိကပိုပြီးအစွမ်းထက်အောင်လုပ်ရမှာပေါ့ခေါင်းလေးကိုမော့ရင်မူချန်ကလက်ကိုဆန့်တန်းကဟိန်းော်လိုက်တဲ့ရုပ်ကြီးဆိုသလိုပဲခန္ဓာကိုယ်ကိုလှုပ်ရှားကထွက်ပေါ်လာတဲ့ပြင်းညင်စွမ်းအားတွေနဲ့အတူအရှိတ်ဘက်ကိုပြေးထွက်လိုသွားတဲ့အဲ့ဒီအချိန်မှာပဲအလင်းနှန်းပင်လယ်ကအမွေနဲ့ရောင်လင်းနှန်းကလှုပ်ရှားလာကသူ့စီနောက်တစ်ကြိမ်ပြေးထွက်လိုလာတဲ့အဝေးကလူငယ်လေးကိုကြည့်ပြီးမြောက်ပိုင်းတကားကပြုံးကစိတ်ထဲမှာတွေးတော့လိုက်တဲ့ဒီကောင်လေးရဲ့ရည်ရွယ်ချက်ကတော်တော်ကြီးမားတာပဲဒါပေမဲ့အဲ့ဒီမျိုးနွယ်ကလွယ်လွယ်နဲ့ဆန်ကျင်လို့ရတဲ့မျိုးနွယ်မဟုတ်ဘူးထောင်တောင်းမကတော့ကမှပကမြေတွင်းထဲမှာအဲ့ဒီမျိုးနွယ်ကကြီးမားတဲ့အချိန်ဝါနဲ့ရက်တည်နေတယ်ဒါပေမဲ့အနာဂတ်မှာဒီကောင်လေးရဲ့ရည်ရွယ်ကအောင်မြင်လာနိုင်မလားဆိုတာကိုတော့ဘယ်သူမှခံမှန်းလို့ရမှာမဟုတ်ဘူးမြို့တွေဆိုင်နေတဲ့ပတ်ဝန်းကျင်တစ်ခုမှာတော့ကြောက်လန့်စရာကောင်းတဲ့စွမ်းအားတွေကထွက်ပေါ်ဖို့နေတဲ့အဲ့ဒီနေရာကိုဖုံးလွှမ်းထားတဲ့ဝိညာဉ်စွမ်းအားတွေကလည်းအရန်ကိုကြောက်လန့်စရာကောင်းလွန်းတာကြောင့်အဲ့ဒီပတ်ဝန်းကျင်မှုရှိနေတဲ့တောင်ကုန်းတွေတစ်ပင်တွေကလည်းတိတ်ပြီးမြင့်မားမှုမရှိတာဖြစ်တယ်ဒီနေရာမှာထွက်ပေါ်နေတဲ့လေဝီအားတွေကလည်းအပြင်ကမှပတ်ကထက်အစပေါင်းများစွာတာလွန်နေပါတယ်ဝိညာဉ်စွမ်းအားတွေအပြည့်နဲ့တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်မှာလေလံတဲ့ခြေတံတွေကထွက်ပေါ်လို့လာတယ်အဲ့ဒီလူတွေကနှစ်ယောက်တွဲပုံစံနဲ့ရှောက်ပြီးခီးဆက်နေတာပုံဖြစ်တယ်အဲ့ဒီလူရှုမှာတော့မိန်းကလေးတွေနဲ့ယောက်ျားလေးတွေပါဝင်တဲ့အုပ်စုတစုပုံဖြစ်တယ်အဲ့ဒီအချိန်မှာတော့သူတို့ကအန်ကိုတင်းတင်းကျိတ်ကအရှိကိုရှောက်နေကြတယ်သူတို့ရဲ့ခန္ဓာကိုယ်တွင်းထဲကဝိညာဉ်စွမ်းအားတွေကလည်းရှော့နေလို့လာတယ်သူတို့လမ်းလိုက်တဲ့ခြေလမ်းတလမ်းချင်းစီရအားအင်တွေကုန်ခန်းနေတယ်ဆိုတာထင်ရှားနေပါတယ်ဒါကမြောက်ပိုင်းကောင်းကင်တကားရှိအတွင်းပိုင်းနေရလားဒီလိုဒီနိုင်ငံများကိုတောင်6ခုခံနိုင်ဖို့ခက်ခဲနေတဲ့ကျောင်းချင်းနှင်းကဖြူစွနေတဲ့မျက်နှာပုံစံနဲ့ပြောလိုက်တဲ့သူ့ရဲ့ဝိယံရှိကလည်းရှိဆိုနေကခန္ဓာကိုယ်တစ်ခုလုံးကလည်းမောပန်းလို့လာတဲ့လမ်းတစ်လျှောက်ချိုခိုတိုက်ခိုက်မှုတွေနဲ့မကြုံရပေမဲ့လည်းအဆက်မပြတ်ခီးဆက်နေရတဲ့အတွက်ကြောင့်အားအင်တွေကလည်းချိုနဲ့လာတာဖြစ်တယ်သူတို့အဖွဲ့တွေကရှန်ဆန်းရှန်လီရှုမတုံနဲ့တခြားသောကျောင်းသားတွေကလည်း
အားအင်တွေချိုနဲ့လာကနှုတ်ခမ်းတွေလည်းအကွဲလို့လာတဲ့မြောက်ပိုင်းကောင်းကင်တကားတွေကိုဝင်ရောက်ပြီးကလေးကသူတို့ကဒီအတိုင်းဆက်ပြီးရှောက်နေကြတာပဲဖြစ်တယ်ဒါအပြင်ဒီနေရာကလည်းသူ့တန်တဆပြင်လျာတိတ်ဆိတ်ပြီးမတက်လို့နေတဲ့ဒါကြောင့်သူတို့သာဒီအတိုင်းဆက်ပြီးရှောက်သွားရင်မကြခင်ချိန်တွင်းမှာအားလုံးကလက်လျှော့ရတော့မဲ့အခြေအနေကိုရောက်ရှိလာပါတော့မယ်ငါတို့ရဲ့နှုတ်ဝက်လေးကျင်းမှုကအခုကနေစားပြီးလီရှုဖွင့်တန်ကနှဆိုင်နဲ့တန်တန်ပြောလိုက်တဲ့စွမ်းအားတွေကိုလွယ်လွယ်နဲ့ရလိမ့်မယ်လို့ထင်နေတာလားငါတို့သာမတောင့်ခံနိုင်တော့ရင်အကြီးကဲချွတ်နန်နန်ခမ်းမရမိုးယုံတို့ကငါတို့ကိုအပြင်ခေါ်ထုတ်ပေးသွားလိမ့်မယ်အန်ဒီစကားလုံးကိုကြားလိုက်တာနဲ့ကြောင်ချင်းရှန်ကခါးသေးစွာရေမောပြီးပြောလိုက်တယ်ငါတော့ခံလို့မရတော့ဘူးလို့မပြောပါဘူးဒါပေမဲ့ခဏလောက်အနားယူလို့မရဘူးလားငါတို့သာဒီအတိုင်းဆက်သွားရင်ငွေယုံခန့်ကိုကပောက်ကွဲသွားတော့မယ်လို့ခံစားနေရတယ်မူဖန်းရံနဲ့တခြားသောចောင်းသားတွေကလည်းတယောက်နဲ့တယောက်အကြည့်ချင်းဖလွယ်ကခေါင်းရိပ်လိုက်တဲ့ရှန်ဆန်းရှန်းနဲ့လီရှန်ဟုံတို့နှစ်ယောက်ကအရှိကိုလှမ်းကြည့်ပြီးနောက်သူတို့ရဲ့မျက်နှာပေါ်မှာတုံးဆိုင်နေတဲ့အရေးအယောင်ကထွက်ပေါ်ဖို့လာတဲ့တိုးတော်လဲသူတို့နှစ်ယောက်တုံးဆိုင်နေစဉ်မှာပဲသူတို့ရဲ့အနောက်ဘက်ကအနက်ရောင်ဝတ်ယုံရှင်နဲ့မိန်းမလလေးတယောက်ကသူတို့ကိုဖျက်ကျော်လို့သွားတယ်သူမကစားရှည်ကိုကိုင်ရင်အရှိတက်ကိုတလန်းချင်းစီရှေ့ဆက်တိုးသွားလိုက်တဲ့အဲ့ဒီအချိန်တွင်းမှာပဲသူမရဲ့လက်ကနေချွေဆက်တွေကထွက်ပေါ်လာကစားရှည်ကိုစုပ်ကင်ထားတဲ့သူမရဲ့လက်တစ်ခုလုံးလဲဆိုရွဲလို့သွားတယ်အကိုတင်းတင်းကြိတ်ကဖျက်သွားတဲ့မိန်းမလလေးကိုမြင်လိုက်တာနဲ့လီရှုမတုံးကပြီးခဲ့တဲ့နှစ်တွေကသူ့ရဲ့နှလုံးသားတစ်ခုကိုလှုပ်ဆန်သွားခဲ့တဲ့တစွတ်ထိုးပုံစံနဲ့မိန်းမလလေးတယောက်ရဲ့အပြုတ်မှုကိုမြင်အောင်မိလို့သွားတယ်သွားကြဆိုလီရှုမတုံးကဖျက်သွားတဲ့လော်လီကိုကြည့်ကတက်ပြင်းချရင်သူမရဲ့အနောက်ကနေလိုက်သွားလိုက်တဲ့အန်ဒီမြင်ကွင်းကြောင့်ကြော်ရင်ရှုံနဲ့တခြားသောចောင်းသားတွေလည်းခံသီးစွာပြူလိုက်တဲ့မိန်းကလေးတယောက်ကတော့အကိုကျိတ်ကရှေ့ဆက်သွားရတယ်ဒါကြောင့်သူတို့သာဒီနေရာမှာရက်တန့်လိုက်ရင်အရှက်ရသွားမှာတေချာပါတယ်အရှက်ရနိုင်တဲ့ကိစ္စတွေကိုတွေးမိသွားတာနဲ့ကြောင်ချင်းရှန်တို့လည်းကြောက်လန့်စရာကောင်းတဲ့စွမ်းအားကိုအန်တုကရှေ့ဆက်သွားလိုက်ကြတယ်အလင်းတန်းနယ်မြေရဲ့နောက်ဆုံးလွှာမှာတော့အနက်ရောင်လင်းတန်းပင်လဲကတချုံတန်နဲ့အတူနေရာအနှံ့ကိုစီးဆင်းလို့နေတဲ့အဆုံးမဲ့အလင်းတန်းနယ်မြေရဲ့အတွင်းထဲမှာတော့ပိန်ပိန်ပါးပါးနဲ့လူတယောက်ငိမ်သက်စွာထိုင်လို့နေတဲ့ပက်ပက်လဲကအမွေနဲ့ရောင်လင်းတန်းတွေကလည်းသူ့ရဲ့ခန္ဓာကိုယ်ကိုပြင်းထန်စွာရိုက်ခတ်လို့နေတယ်ဒီလိုကြောက်လန့်စရာကောင်းတဲ့တိုက်ခိုက်မှုအောက်မှာပဲအန်ဒီလူကရဲ့ခန္ဓာကိုယ်ကတုံခါလာကသူ့ရဲ့အရေးပြားတွေကလည်းအနက်ရောင်ဖြစ်လို့ပြောင်းလဲလို့သွားတယ်တိုးတော်လဲအရင်တုန်းကစိုးရိမ်စရာကောင်းတဲ့အခြေအနေနဲ့ရှင်ရင်အခုအခြေအနေကပိုပြီးတော့တောင်ကောင်းမွန်လာပါတယ်မြောက်ပိုင်းတကားကကောင်းကင်ပေါ်မှာရက်တန့်ကအလင်းနှန်းပင်လယ်တွင်းမှာဖြစ်ပျက်နေတဲ့မြင်ကွင်းကိုကြည့်ရင်ခေါင်းရိပ်လိုက်တယ်အမွေနဲ့ရောင်လင်းနှန်းရဲ့ထိုးနှက်မှုကိုတစ်ဆက်ရက်တာလောက်တောင်းခဲ့ပြီးတဲ့နောက်မှာတော့မူချန်ကတဖြည်းဖြည်းနဲ့အမွေလင်းနှန်းနဲ့နေသားကြလို့လာတဲ့ခန္ဓာကိုယ်တွင်းထဲကနေနာကျင်မှုတွေကိုခံစားနေရပေမဲ့လည်းအဲ့ဒီအခြေအနေကိုတော့မူချန်တယောက်ထိန်းချုပ်နိုင်ခဲ့တဲ့မြောက်ပိုင်းတကားကမူချန်ရဲ့ခန္ဓာကိုယ်တွင်းကမြင့်တက်လာတဲ့စွမ်းအားကိုပါခံစားလိုက်တဲ့အမွေနဲ့ရောင်လင်းနှန်းနဲ့ရင်ဆိုင်နေစဉ်မှာမူချန်ရဲ့စွမ်းအားကတဖြည်းဖြည်းနဲ့တမာလို့လာတဲ့အမွေနဲ့ရောင်လင်းနှန်းထဲမှာတော့အကန့်အသတ်မဲ့တဲ့အမွေနဲ့ရောင်လင်းနှန်းတွေကပါဝင်နေတဲ့အပြင်ပြင်းညင်စွမ်းအားတွေကလည်းပါဝင်လို့နေတဲ့ဒီကောင်းလေးကသူ့ရဲ့ကိုယ်ရဲ့ကနေအဲ့ဒီစွမ်းအားတွေကိုထိန်းချုပ်ဖို့ကြိုးစားနေတာလားအဲ့ဒီအချိန်မှာပဲမြောက်ပိုင်းတကားရဲ့မျက်လုံးတွေကလင်းလက်လာကဝမ်းသာအားရဖြစ်နေတဲ့အမှုအရာတွေကမျက်နှာပေါ်မှာပေါ်ထွက်လို့လာတယ်ဒီကောင်းလေးရဲ့ထိုးထွင်းရက်ကတော်တော်ကောင်းတာပဲစွမ်းအားတွေကိုစုဆောင်းပြီးစွမ်းအားအဆင့်ကိုဖျက်ကျော်ဖို့စီစဉ်နေတာဖြစ်လိမ့်မယ်မြောက်ပိုင်းပင်လယ်နဂါးရဲ့တွက်ချက်မှုအတိုင်းပဲအမွေနဲ့ရောင်လင်းနှန်းရဲ့ထိုးနှက်မှုအောက်မှာမူချိန်ကစွမ်းအားတွေကိုတဖြည်းဖြည်းနဲ့ပိုင်ဆိုင်လာလိမ့်မယ်တိုးတော်လဲအခုလက်ရှိသူ့ရဲ့မျက်လုံးထဲမှာတော့မူချိန်ကအဲ့ဒီနေလန်းကိုမရေးချယ်ပါဘူးသူကစွမ်းအားတွေအားလုံးကိုစုပ်ယူပြီးသူ့ရဲ့ခန္ဓာကိုယ်တွင်းထဲကနေထိန်းချုပ်ဖို့ကြိုးစားနေတာပဲဖြစ်တယ်ဒါပေမဲ့အဲ့ဒီစွမ်းအားတွေကသာအတူတူစုသွားရင်စီမြောင်းကြီးလိုပောက်ကွဲသွားပြီးထူးခြားတဲ့အရာတွေဖြစ်ပေါ်လာပါလိမ့်မယ်ဒီလိုအလင်းတန်းပင်လေလိုအစွမ်းထက်တဲ့လေ့ကျင့်ရေးနေရာမှာမိုးကြိုးနဲ့ဖျားတိုင်းချမ်းကိုအောင်မြင်အောင်လေ့ကျင့်ဖို့ဆိုတာအရန်ကိုခက်ခဲလာပါတယ်ဒါအပြင်ဒီဘလို့အကျမလင်းနှန်းအဆင့်ကနေကွာတရာအကျမလင်းနှန်းအထိရောက်အောင်လေ့ကျင့်ဖို့ကလည်းလွယ်ကူတဲ့အရာတစ်ခုပါဘူးဒါကြောင့်တစုံတယောက်ထုံးစံအတိုင်းသာလေ့ကျင့်နေမယ်ဆိုရင်နှစ်ဝက်ကြာသည့်တိုင်အောင်လိုချင်တဲ့အဆင့်ကိုဖျက်ကျော်နိုင်မှာမဟုတ်ပါဘူးမူချန်ကအဲ့ဒီအချက်ကိုရှင်းရှင်းလင်းလင်းသိထားတဲ့ပုံပေါ်နေပါတယ်ဒါကြောင့်သူကမတူညီတဲ့နေလန်းကိုအသုံးပြုဖို့အတွက်ပြင်ဆင်နေတာပဲဖြစ်တယ်ဒီလိုကောင်းမွန်တဲ့အကြံဉာဏ်အတွက်ပိုပြီးပြင်းထန်တဲ့နာကျင်မှုကိုခံစားရတာကတဘာဝပါပဲအန်ဒီချိန်တွင်းမှာပဲသူ့ရဲ့ကိုယ်ထဲမှာတစုံတစ်ခုကပောက်ကွဲတော့မဲ့ခံစားချက်ကိုခံစားမိလိုက်တယ်သူသားဒီယာကိုအချိန်ကြာမထိန်ချုပ်နိုင်ရင်ကြီးမားတဲ့ပေးဆက်မှုတွေလုပ်ရပါလိမ့်မယ်ဒီလိုအခြေအနေများကိုမြင်လိုက်တာနဲ့မြောက်ပိုင်းပင်လယ်နဂါးလည်းအကူအညီမဲ့စွာပြုံးကတွေးရော်လိုက်တယ်ဒီကောင်လေးကငါစိုးရိမ်ရအောင်တော်တော်လောက်တာပဲဒီအတိုင်းဆိုရင်အခုကစားပြီးသူ့ကိုတေးသေးချာချာစောင့်ကြည့်ထားမှဖြစ်လိမ့်မယ်သူသားတစ်ခုခုဖြစ်သွားရင်ငါလည်းသူ့ကိုချက်ချင်းကယ်လို့ရလိမ့်မယ်ကျင်းမြောက်ပိုင်းပင်လယ်နဂါးကအကြအညီမဲ့စွာပြုံးနေစင်မှာပဲအလင်းနှန်းပင်လယ်က
အံ့ဘွယ်နဲ့ရောင်လင်းနှန်းကပြေးထွက်လာကကောင်းကင်တစ်ခုလုံးကိုဖုံးလွှမ်းထားလိုက်တဲ့ပြီးနောက်ကြောက်လန့်စရာကောင်းလွန်းလာတဲ့အရှိန်နဲ့မူချန်စီကိုပြေးထွက်လို့သွားတယ်ဒီလိုပြင်းထန်လုံးနဲ့တိုက်ခိုက်မှုအောက်မှာပဲမူချန်ရဲ့ကိုတွင်းရဲ့ကစွမ်းအားတွေကတဖြည်းဖြည်းနဲ့စတင်စုယုံလို့လာတယ်တီးထိတ်ရင်ဖို့စရာကောင်းလွန်းလာတယ်လေ့ကျင့်မှုအောက်မှာပဲအချိန်တွေကတဖြည်းဖြည်းနဲ့ကုန်လို့သွားတယ်ဒီအချိန်တွင်းမှာကောင်းကင်အဆင့်တန်းရဲ့ထိပ်ဆုံး10ယောက်ကလေ့ကျင့်ဖို့အတွက်ပျောက်ကွယ်သွားတာကြောင့်မြောက်ပိုင်းကောင်းကင်ဝိညာဉ်အကယ်ဒမီကျောင်းတစ်ခုလုံးလည်းတိတ်ဆိတ်ပြီးတက်လို့နေတဲ့ထူးချွန်တဲ့ကျောင်းသားတွေကပျောက်ကွယ်နေတဲ့အတွက်လည်းအကယ်ဒမီကျောင်းတစ်ခုလုံးကအရင်ကထပ်ပိုပြီးတိတ်ဆိတ်လို့သွားတယ်ဒီလိုတိတ်ဆိတ်ပြင်တက်မှုအောက်မှာပဲကျောင်းသားတွေတရိုကသူတို့ရဲ့စွမ်းအားတွေကိုတက်လာဖို့အတွက်ပိုပြီးစူးစမ်းလာကြတယ်တကယ်တော့အစစ်မြင့်အကယ်ဒမီကျောင်းပြိုင်ပွဲကမကြခင်မှာစတင်တော့မယ်ဆိုတာသူတို့သိနေပါတယ်ဒီပြိုင်ပွဲမှာသူတို့ကပါဝင်ခွင့်မရပေမဲ့လည်းမြောက်ပိုင်းကောင်းကင်ဝိညာဉ်အကယ်ဒမီကျောင်းရဲ့လက်ရှိအခြေအနေကိုသိထားတဲ့အတွက်ကြောင့်အားလုံးကစူးစမ်းနေကြတာပဲဖြစ်တယ်ပြီးခဲ့တဲ့နှစ်အနည်းငယ်တွင်တုန်းကကျင်းပတဲ့အစစ်မြင့်ဝိညာဉ်အကယ်ဒမီကျောင်းပြိုင်ပွဲမှာသူတို့မြောက်ပိုင်းကောင်းကင်ဝိညာဉ်အကယ်ဒမီကျောင်းရဲ့ရလက်ကတိတ်ပြီးမကောင်းပါဘူးအစစ်မြင့်အကယ်ဒမီကျောင်းငါရာထဲမှာသူတို့ရဲ့ကျောင်းကအောက်ဆုံးအဆင့်မှာရှိနေတာဖြစ်တယ်ဒါကြောင့်တခြားသောအကယ်စီကျောင်းကသူတို့ရဲ့နေရာကိုလူမှုဖို့စ조사လာကြတာပဲဖြစ်တယ်မြောက်ပိုင်းကောင်းကင်မီငယ်ကယ်စီကျောင်းကကျောင်းသားတွေကတက်တန်းတစ်လျှောက်လုံးဒီကျောင်းတော်ထဲမှာမနေကြပါဘူးဒီနေရာမှာပညာတွေကိုစေပူပြီးနောက်သူတို့ရဲ့စွမ်းအားတွေသာတိုးတက်လာရင်သူတို့လည်းသက်ဆိုင်ရာမိသားစုမျိုးနွယ်စီကိုပြန်သွားကြမှာပဲဖြစ်တယ်ဒီလိုချက်တွေရှိနေရင်မဲ့လည်းမြောက်ပိုင်းကောင်းကင်မီငယ်ကယ်စီကျောင်းကိုတွေ့တာမိတဲ့သူတို့ရဲ့စိတ်ကိုတော့ဘသူကမှမတားဆီးနိုင်ပါဘူးထောင်တောင်းမကတော့ကမာပကမာမြောက်များစွာသောအကယ်ဒမီကျောင်းတွေရှိနေပေမဲ့လူတော်များများကတော့ကိုပညာစေပူတဲ့နေရာကိုကိုပိုင်အိမ်တစ်ခုအဖြစ်မတတ်မှတ်ခြင်းမရှိကြသလိုတတ်မှတ်လို့ရအောင်လဲနှွေးထွေးမှုမရှိကြပါဘူးသို့တော်လဲမြောက်ပိုင်းကောင်းကင်မီငင်ကယ်ဒမီကျောင်းကတော့ကျောင်းသားတွေအားလုံးကိုကိုပိုင်အိမ်တစ်ခုလုံးနှွေးထွေးမှုပေးသလိုမခွဲခြားပဲဆက်ဆံပေးကြတယ်ဒါအပြင်မြောက်ပိုင်းကောင်းကင်မီငင်ကယ်ဒမီကျောင်းကကောင်းမွန်လာတဲ့ဌာနမှုပြီးတယောက်ကိုပါပိုင်ဆိုင်ထားသေးတယ်တကယ်တော့ဌာနများကြီးတိုက်ဆန်းရဲ့စကားကသူတို့အားလုံးရဲ့စိတ်ကိုလှုပ်ခါသွားနိုင်ခဲ့တာပြီးတဲ့မင်းတို့အားလုံးဘလို့နာဖွံ့ဖြိုးတွေနဲ့ကြုံတွေ့နေပါစေမင်းတို့ပညာစေးပူးတဲ့မိခင်ကျောင်းတော်ကြီးစီပြန်လာသက်ရှိငါနဲ့မြောက်ပိုင်းကောင်းကင်မီငယ်ကယ်ဒမီကျောင်းမင်းတို့အတွက်အပြုံလန်းရှိနေပေမဲ့တကယ်တော့ဒီလိုစကားများကထောင်တောင်းမတော်ကမာပတ်ကမြေတွင်းထဲမှာကြားရခဲ့တဲ့စကားပြီးတဲ့ဒါကြောင့်လဲကောင်းကင်အစင်တန်းရဲ့ထိတ်ဆုံး10ယောက်ကမကြခင်မှာရောက်လာပုံအဆင့်ပြေမီငယ်ကယ်ဒမီကျောင်းပြိုင်ပွဲမှာကျောင်းတော်ရဲ့ဂုဏ်ကိုဖော်နိုင်ဖို့အတွက်ခံသေးတဲ့လေ့ကျင့်မှုကိုလက်ခံခဲ့ကြတယ်ဆိုတာအားလုံးကသိနေပါတယ်ဒီအတွက်ကြောင့်သူတို့ကလည်းအနောက်ကနေအေးဆေးဆေးမနေပဲစူးစမ်းမှုဖြစ်လိမ့်မယ်လို့တွေးမိသွားကြတာပဲဖြစ်တယ်အလင်းနှန်းပင်လယ်တွင်းမှာထိုင်နေရင်အနက်ရောင်လင်းနှန်းတွေကမူချန်ရဲ့ချွေးပေါက်ကနေတဆင့်ကိုရဲကိုစီးဝင်လို့သွားတယ်သူ့ရဲ့ကိုပတ်လဲကအလင်းနှန်းရီကြောင့်ဖော်ပြဖို့ခက်ခဲလာတဲ့စွမ်းအားတွေကလည်းမူချန်စီကနေဖြာထွက်လို့လာတဲ့ကြည်နီးအလင်းနှန်းပင်လယ်တွင်းထဲကအမွေနဲ့ရောင်လင်းနှန်းတွေကဟင်းော်တန်တွေနဲ့မူချန်ရဲ့ကိုဘော်ကိုဆင်းလို့လာတယ်မူချန်ကတုံခါနေတဲ့ခန္ဓာကိုယ်နဲ့ဝင်လာသမျှအမွေနဲ့ရောင်လင်းနှန်းရဲ့စွမ်းအားအလုံးကိုဆွတ်ယူလိုက်တဲ့သို့တော်လဲသူကရောင်ရဲတင်းတိမ်မဲ့အစားသူ့ရဲ့နွမ်းကစတင်တွန်းလာကမျက်နှာပေါ်မှာလဲအလိုမကျတဲ့အသွင်ကပေါ်ထွက်လို့လာတယ်ဒါကမလိုတော့သေးဘူးမြောက်ပိုင်းပင်လယ်နဂါးကတော့လက်ကိုနောက်ပစ်ထားပြီးအနက်ရောင်လင်းနှန်းအတွင်းထဲမှာနှမြုပ်နေတဲ့မူချန်ကိုစိုက်ကြည့်လိုက်တဲ့အဲ့ဒီအချိန်အတွင်းမှာပဲသူ့ရဲ့နှွေးတွေကတွန်းလို့လာတယ်မူချန်က3လလောက်အထိသူ့ရဲ့ကိုယ်ရဲကနေအမွေလင်းနှန်းရဲ့စွမ်းအားတွေကိုဆွတ်ယူပေမဲ့လိုချင်နေတဲ့အဆင့်ထိတော့မရောက်သေးပါဘူးသူသာအဲ့ဒီစွမ်းအားတွေကိုအသုံးပြုလိုက်ရင်သူ့ရဲ့ကိုယ်ပိုင်စွမ်းအားရောမိုးကြိုးနဲ့ဖျားရဲ့စွမ်းအားအဆင့်အတွက်ကိုပါအထောက်ကူပြုပေးပါလိမ့်မယ်တိုးတော်လဲဒီထောက်ပံ့ကသူ့ကိုစိတ်ကျေနပ်တဲ့အထိတော့မလှုပ်ဆောင်ပေးနိုင်ပါဘူး3လလောက်ကြာပြီးချိန်မှာတော့မူချန်လဲအမွေနဲ့ရောင်လင်းနှန်းကိုရခဲနိုင်တဲ့အခြေအနေကိုစတင်ရောက်ရှိလိုလာတယ်ဒီလိုဆိုတော့လဲမင်းကိုဒီထက်ပိုပြင်းတဲ့စွမ်းအားတွေပေးရမှာပေါ့မြောက်ပိုင်းပင်လယ်နဂါးကပြုံးကပြောလိုက်တဲ့ရုပ်ကြီးဆိုသလိုပဲလက်ကိုဝေယမ်းလိုက်တာနဲ့အလင်းနှန်းပင်လယ်ရဲ့အတွင်းနှစ်ပိုင်းကနေဟင်းော်တန်တွေကထွက်ပေါ်ဖို့လာတဲ့အလင်းနှန်းရည်တွေကလည်းလူလွတ်လာကအနက်ရောင်ပင်လယ်ရဲ့အတွင်းနှစ်ပိုင်းကနေကြီးမားတဲ့အနက်ရောင်နဂါးတစ်ကောင်ကတဖြည်းဖြည်းနဲ့ပေါ်ထွက်လို့လာတဲ့နဂါးကြီးရဲ့ကိုယ်ပေါ်မှာတော့အလင်းနှန်းတွေနဲ့တောက်ပနေပြီးအေးဆက်ပြီးရှေ့ကျတဲ့အငွေ့သက်တွေကလည်းနဂါးရဲ့ကိုယ်ပေါ်မှာဖြာထွက်လို့လာတဲ့ဒီကြီးမားတဲ့အနက်ရောင်နဂါးကအလင်းနှန်းပင်လယ်ထဲကနေအရင်ကတည်းကတည်ရှိတဲ့အလင်းနှန်းဝိညာဉ်တစ်ခုဖြစ်တဲ့သို့တော်လဲအဲ့ဒီနာကားကမြောက်ပိုင်းပင်လယ်နဂါးကြောင့်ချိုးပိတ်ခံထားရတာဖြစ်တဲ့အခုတော့မြောက်ပိုင်းပင်လယ်နဂါးရဲ့ရည်ရွယ်ကြောင့်အလင်းနှန်းပြည်ငင်နဂါးကထွက်ပေါ်လာတာဖြစ်တဲ့မူချိန်ကတော့ပြူးကျယ်နေတဲ့မျက်လုံးတွေနဲ့အလင်းနှန်းပင်လယ်တွင်းထဲကအလင်းနှန်းပြည်ငင်ကိုကြည့်နေလိုက်တဲ့ရုပ်ကြီးဆိုသလိုပဲနဂါးကြီးရဲ့ပါးဆက်ကပွင့်လာကကြောက်လန့်စရာကောင်းတဲ့ဟင်းော်တန်ကလည်းထွက်ပေါ်ဖို့လာတဲ့ရုပ်ကြီးဆိုသလိုပဲနဂါးကြီးရဲ့မေယိုကနေကြီးမားတဲ့အလင်းနှန်းရည်တွေကပြေးထွက်လာကမူချိန်ရဲ့ခန္ဓာကိုယ်စီထိတ်လန့်စရာကောင်းစွာပြေးထွက်လို့သွားတယ်အနက်ရောင်လင်းနှန်းက
တောက်ပလာတာနဲ့မူချန်ရဲ့ခန္ဓာကိုယ်လည်းချက်ချင်းဆိုသလိုတုံခါလိုလာတဲ့တိုးအပြင်သေးငယ်တဲ့တန်ရာတွေကလည်းခန္ဓာကိုယ်ပေါ်ကနေထွက်ပေါ်လာကကိုယ်ရဲ့ကစွမ်းအားတွေကိုထိန်းချုပ်လို့မရတော့ရဲ့အရေးအယောင်တွေကထွက်ပေါ်လာတဲ့တိုးတော်လဲမူချန်ကတော့ရက်တန့်ဖို့အစီအစဉ်လုံးဝကိုမရှိပါပဲအလင်းနှန်းတွေကပါလာတဲ့စွမ်းအားတွေအားလုံးကိုစုပ်ယူလိုက်တဲ့မူချန်ရဲ့ခန္ဓာကိုယ်ကနေသွေးရောင်ပုံစံအရာတွေကပြန့်နှံ့နေတာကိုသတိပြုမိလိုက်တာနဲ့မြောက်ပိုင်းတကားရဲ့မျက်နှာအမှုအရာကလေးနက်လာစိတ်ထဲမှာပြောနေလိုက်တဲ့ဒီတောင်လေးကပေါ်သေးသေးမဟုတ်ဘူးရဲ့တေရမှာတောင်မကြောက်တဲ့တောင်ပဲသူ့ကိုဆက်ပြဲလေ့ကျင့်ခွင့်ပြုရမှာလားမြောက်ပိုင်းတကားကအရှိကမြင်ကွင်းကိုကြည့်ရင်မျက်မှောက်တွေကြွက်လာကခေါင်းတွေလည်းခါရမ်းလိုက်လာတယ်ထားလိုက်တော့